လူတယောက်ကတခြားလူတယောက်ရဲ့အသားကိုစားသုံးခဲ့တယ်ဆိုရဖြစ်ရတရားဒီကဘာပေါ်မှာအများကြီးဖြစ်ခဲ့ဘူးတယ်။နောက်ပြီးတော့ဒီလိုမျိုးလူတယောက်ရဲ့အသားကိုတတ်ပြီးတော့စားပြီးဆိုကြတဲ့နဲ့ဒီလူကထောင်ကြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တေတံကြတာပဲဖြစ်ဖြစ်ပြစ်မှုတစ်ခုခုကတော့အမြဲတမ်းခံခဲ့ရတယ်မဟုတ်လား။ဒါပေမဲ့အခုပြောပြတဲ့ဖြစ်စဉ်မှာကဒီလူကဒီလူကိုတတ်ပြီးတော့စားခဲ့တယ်ဆိုတဲ့ဟာဖြစ်မှန်းလဲသိတယ်တကယ်ဒီလူလောက်တယ်ဆိုတဲ့တတ်သိလည်းရှိတယ်ဒါပေမဲ့ဒီလိုမျိုးလောက်ရက်ကိုလောက်ခဲ့တဲ့လူကထောင်လည်းမကြခဲ့သလိုတေတံလည်းမကြခဲ့ဘူးဘလို့ပြစ်မှုမျိုးမှာခံခဲ့ရခဲ့မရှိပဲနဲ့ဘလို့ပြစ်မှုမျိုးမှာခံခဲ့ရခြင်းမရှိပဲနဲ့လွတ်လွတ်လပ်လပ်လူအဖွဲ့အစည်းတွေကိုပြန်လည်ရောက်ရှိလာတယ်နောက်ပြီးတော့သူကဆိုလို့ရှိရင်စာအုပ်တွေထုတ်ဝေတာပြီးလို့ရှိရင်ရုပ်ရှင်တွေရိုက်တာပြီးလို့ရှိရင်အဲ့လိုမျိုးနာမည်ကြီးမီဒီယာတွေကစပါတော့သူ့ကိုခေါ်ပြီးတော့အင်တာဗျူးပြုတဲ့အထီကိုမှသူကနာမည်ကျော်ကြားတဲ့သူတယောက်ဖြစ်လာခဲ့တယ်။ तू ကဘာတူလဲ။ तू ဘာကြောင့်ဒီလိုမျိုးပြစ်မှုမျိုးကျူးလွန်ခဲ့ရလဲ။နောက်ပြီးတော့ तू ဒီလိုမျိုးလောက်ရက်ကိုလောက်တယ်ဆိုတာသိရနဲ့သူ့ကိုဘာကြောင့်ဥပဒေကအပြစ်မပေးခဲ့တာလဲ။ဟုတ်ကဲ့ပါဒီနေ့မှာရွှေစင်ကဒီအမှုလေးကိုဆက်ပြီးတော့မပြောခင်မှာရွှေစင်ရဲ့ channel လေးကိုအဆုံးထိ like ပါပြီးတော့မှနားဆင်အားပေးကြပါလို့ရွှေစင်တောင်းဆိုချင်ပါတယ်။နောက်ပြီးတော့ရွှေစင်ကအခုဒီအမှုတွေကိုပေါ့နော်။ကြားတဲ့နေရာမှာရွှေစင်ပထမဦးဆုံးပေါ့နော်လေ့ကျင့်ပြီးတော့ပြောတာဖြစ်တဲ့အတွက်အမားတွေပါသွားခဲ့ရရှိလို့ရှင်ရွှေစင်ကြိုပြီးတော့မှတောင်းပန်ချင်ပါတယ်နော်ဒါဆိုလို့ရှင်ဒီအမှုလေးကိုရွှေစင်တို့ဆက်ပြီးတော့မှပြောလိုက်ရအောင်နော်ဒီအမှုရဲ့အဓိကတရားခံမြာဆိုရင်အစ်စေးစာကာဝါဖြစ်တဲ့သူ့ကိုဆိုရင်1948ခုနှစ်ဇွန်လ17ရက်နေ့ကဂျပန်နိုင်ငံကိုဘေးမြို့မှာမွေးဖွားကြီးပြင်းခဲ့တာဖြစ်ပါတယ်သူကဆိုလို့ရှိရင်တာမန်ဆင်းရဲနွမ်းပါတဲ့သူတယောက်တော့မဟုတ်ဘူး။ तू ကဂျပန်နိုင်ငံကနာမည်ကြီးတထေးတဦးရဲ့သားတယောက်ဖြစ်တယ်။ဆာကာဝါကငငယ်လေးတွေနဲ့ तू ကချမ်းသာကြွယ်ဝတဲ့မိသားစုအတိုင်းဝိုင်းမှာကြီးပြင်းခဲ့ရတာ။သူ့မှာလိုအပ်ချက်ဆိုတာဘာမှမရှိဘူး။ तू ကလုံးဝအောင်မှပြီးပြည့်စုံတဲ့လူတယောက်ဖြစ်မွေးဖွားလာတယ်။ဒါပေမဲ့လူတိုင်းမှာအားနည်းချက်ဆိုတာတော့ရှိစမြဲပဲလေ။အဲ့တော့ဆာကာဝါဟာဆိုလို့ရှိရင်လေသူ့ကိုမွေးတော့သူကကိုဝင်လာမစိပဲနဲ့မွေးဖွားခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ပါဆိုလို့ရှိရင်ဖွံ့ဖြိုးမှုကအလွန်မှနှေးကွေးတယ်အရက်ကလိုအပ်တလောက်ကိုမရှည်လာပဲနဲ့သူ့အရက်ဟာဆိုလို့ရှိရင်9ပြီတောင်မပြည့်ဘူးလို့သိရပါတယ်ရုပ်ရည်ပိုင်းမှာဆိုလို့ရှိရင်လဲစာကာဝါကတော်တော်လေးကိုမှရုပ်ဆိုးအကြီးတန်းတယ်လို့ပြောလို့ရတယ်ဒါကြောင့်ပဲသူကငယ်စဉ်ကတည်းကသူကလူတွေရဲ့အနိုင်ကျင့်တာတွေခံရတယ်လူတွေရဲ့သွေးချောင်းဖဲကျင်တာမျိုးတွေကိုသူခံရတယ်အဲ့လိုအခါမျိုးတွေမှာသူကတော်တော်လေးကိုမှစိတ်ဒဏ်ရာရခဲ့တယ်ပေါ့နော်သူကတော်တော်လေးကိုမှစိတ်ဒဏ်ရာရတယ်သူရုပ်ဆိုးအကြီးတန်းနေလို့သူ့ရက်ကလိုအပ်တဲ့လောက်ဖွံ့ဖြိုးမကြီးထွားလာလို့သူကဒီလိုမျိုးတွေဖြစ်နေရလို့သူကသူ့ကိုတွေးမိစေရပေါ့နော်မကောင်းတဲ့အတွေးအဲ့လိုနဲ့သူကနည်းနည်းလေးကြီးလာတဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေထဲမှာသူဘာတွေသွားပြီးတွေးမိနေလဲဆိုသူကလှပတဲ့အနောက်နိုင်ငံမိန်းကလေးတွေအသားကိုသူကအရန်အောင်မှစားတင်တောက်ချင်တဲ့စိတ်တွေသူ့မှာဖြစ်ပေါ်နေခဲ့တယ်ဒီစိတ်တွေကိုသူကထိန်းချုပ်ပြီးနေနေဆိုရင်သူ့ရဲ့အသက်20လောက်ကိုရောက်တဲ့အခါမှာသူ့ရဲ့ဒီစိတ်ကပိုပြီးတော့တောင်မှပြင်းပြလာတယ်လို့ပြောပါတယ်ဒီလိုနဲ့ပဲ1989ခုနှစ်မှာတော့စာကာဝါကစာပေပိုင်းမှာထိုးကြော်တဲ့အတွက်ပြင်သစ်နိုင်ငံပဲရစ်မြို့ကစော်ဘုံတက္ကသိုလ်မှာတွားရောက်ပြီးတော့မှအင်္ဂလိပ်စာပေနဲ့ဒေါက်တာဘွဲ့ယူဖို့အတွက်ပညာတော်သင်တွားရောက်ပြီးတော့မှသင်ယူခဲ့တယ်။အဲ့ဒီပဲရစ်မြို့ကိုသူရောက်တဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့စိတ်ကူးအိမ်မက်တွေကိုသူအကောင့်ထဲပေါ်ဖို့အတွက်စတင်ပြီးတော့မှသူစူးစမ်းပြီးသူသားကောင်တွေကိုစတင်ပြီးတော့မှသူလိုက်ရှာဖွေပေါ့နော်။အဲ့လိုနဲ့သူကတက္ကသိုလ်မှာလှပတယ်ဆိုပြီးတော့နာမည်ကြီးတယ်ပြီးလို့ရှိရင်အကျင့်ဒါရိုက်တာကောင်းမွန်နဲ့အသက်25နှစ်အရွယ်ဒတ်လူမျိုးမိန်းကလေးဖြစ်တဲ့ရီနီဟာဒီဘဲနဲ့ခင်မင်ခွင့်ရအောင်လို့သူကစူးစမ်းခဲ့တယ်သူကဒီရီနီကိုသူကသူ့ရဲ့ပြစ်မှတ်အဖြစ်ပေါ့နော်သူ့ရဲ့ပြစ်မှတ်ဖြစ်သူတတ်မှတ်လိုက်ပြီးဒါကြောင့်မလို့သူကရီနီနဲ့ခင်မင်ခွင့်ရအောင်လို့သူကတော်တော်လေးကိုမှစူးစမ်းပန်းစားအားထုတ်ခဲ့တယ်ရီနီယာဆိုလို့ရှိရင်လည်းအရက်ကရှစ်ပြီးရင်သပင်လေးကလည်းရွှေရောင်လေးနဲ့ဆိုတော့တော်တော်လေးကိုမှဆွဲဆောင်မှုရှိပြီးတော့လှပတဲ့မိန်းကလေးတယောက်လို့ပြောလို့ရတယ်ပေါ့နော်သူသဘောကျတဲ့ပုံစံမျိုးလေးပဲ
စာကဝါကဆိုလို့ရှိရင်လေတော်တော်လေးကိုမှညံများပြီးတော့ကလိန်ကကျစ်နိုင်ပြီးကောက်ကျစ်ဆင်းလဲတဲ့လူတယောက်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုရင် तू ကရေနီးနဲ့ခင်မင်ဝင်ရဖို့အတွက် तू ကနီးမျိုးစုံသုံးတယ်။ရေနီးနာကိုအတင်းလိုက်ကတ်တယ်ပြီးလို့ရှိရင်ရေနီးနဲ့တူစာရီတူဖတ်ဖို့အတွက်စာရီတူလေးလာဖို့အတွက်ပြီးလို့ရှိရင်ကြပြားရီတူဖတ်တာပြင်သစ်ဘာသာစကားတွေကိုသူ့ကိုတင်ပေးခိုင်းတာအဲ့ဒီလိုမျိုးတွေအထိ तू ကလောက်ပြီးတော့ရေနီးနဲ့ခင်မင်ဝင်ရအောင်လို့ရေနီးရဲ့ယုံကြည်မှုကိုရအောင်လို့သူကစူးစားပန်းစားအထုတ်ခဲ့တယ်။ရေနီးရဆိုလို့ရှိရင်ဒီဂျပန်လူမျိုးကောင်လေးကတထေးကြီးရဲ့သားပေါ့နော်။တထေးကြီးရဲ့သားအရန်အောင်မှခင်မို့မင်မို့ကောင်းတယ်ဒီလိုကောင်လေးမျိုးနဲ့သူခင်ရတယ်ဆိုပြီးတော့ရေနီးရလည်းတော်တော်လေးကိုမှသူကပျော်ရွှင်ခုံယူနေပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ခင်လာလိုက်တာဟာဆိုလို့ရှိရင်အခုဆို3နှစ်ကျော်4နှစ်နီးပါးအထိသူတို့နှစ်ယောက်ကခင်မင်လာခဲ့ပြီးတော့တငယ်ချင်းအရင်ချတွေဖြစ်နေပြီ1982ခုနှစ်ဇွန်လ17ရက်နေ့တိုက်ဆိုင်နိုင်မှာပဲအဲ့ဒီနေ့ကဒီစာကာဝါရဲ့32နှစ်ပြည့်မွေးနေ့ဖြစ်တယ်အဲ့ဒီမွေးနေ့မှာဆိုလို့ရှိရင်စာကာဝါကရီနီကိုသူနဲ့တူတူသူ့ရဲ့အခန်းမှာ2ယောက်ထဲမွေးနေ့ပါတီကိုကျင်းပဖို့အတွက်သူကရီနီကိုဖိတ်ခေါ်ခဲ့တယ်ပြီးလို့ရှိရင်မွေးနေ့မှာသူတို့2ယောက်တောက်ကြမယ်စားကြမယ်ပျော်ကြမယ်ပေါ့နော်သူတို့2ယောက်ထဲပေါ့နော်ပြီးလို့ရှိရင်သူကရီနီကိုဘာလုပ်ခိုင်းလဲဆိုရင်မွေးနေ့မှာသူ့ကိုမွေးနေ့လက်ဆောင်ကြပြားတစ်ပုဒ်ကိုဖတ်ပြပေးပါလို့သူကတောင်းဆိုခဲ့တယ်ရီနီကလည်းလက်ခံတယ်โอเคပေါ့နော်ရီနီကစာကာဝါရဲ့အခန်းကို1980ခုနှစ်ဇွန်လ17ရက်နေ့မှာစာကာဝါရဲ့အခန်းကိုရီနီကသွားခဲ့တယ်ရီနီရောက်လာပြီဆိုတာနဲ့သူတို့နှစ်ယောက်ကပျော်ပပပဲစားကြတယ်တောက်ကြတယ်မွေးနေ့ပွဲကိုတူတူ2ယောက်တူတူကျင်းပရတယ်နော်ဝိုင်းနေတောက်ကြတယ်သူတို့နှစ်ယောက်အဲ့လိုမျိုးပျော်ရွှင်သွားတဲ့မွေးနေ့ပွဲလေးကိုကြော်ဖြတ်ပြီးတော့နောက်ဆုံးချိန်မှာသူတို့နှစ်ယောက်လည်းတောက်ထားဆိုတော့နည်းနည်းလေးတော့ရေဝေတော့ဖြစ်နေမှာပေါ့နော်ရီနီယာဆိုတော့နည်းနည်းလေးတော့မူးနေမှာပေါ့အဲ့လိုအချိန်မျိုးမှာစာကာဝါကရီနီကိုကြပြားဖတ်ခိုင်းတယ်ကြပြားဖတ်ခိုင်းတော့ရီနီကလည်းကြပြားကိုဖတ်နေတဲ့အချိန်မှာစာကာဝါကဆိုလို့ရှိရင်ကြပြားတူတူဖတ်နေတယ်လို့ပုံစံမျိုးနဲ့ပေါ့နော်သူကရီနီရဲ့အနောက်မှာသူကရက်နေတာရီနီရဲ့အနောက်မှာသူကရက်နေရယ်ပြီးတော့ရီနီကလည်းသူ့ကိုကြပြားဖတ်ပြနေတဲ့အချိန်မှာသူကဘာလုပ်လဲဆိုတော့သူ့မှာကြိုတင်ကြံစီထားတဲ့ကြံစီမှုရှိရလေနော်အဲ့တော့သူကတနက်ကိုကြိုတင်ဝယ်ယူထားတဲ့သူဖြစ်တယ်သူကပြီးတော့တနက်ကိုလည်းသူစောင့်ထားတယ်အဲ့လိုမျိုးရီနီကြပြားဖတ်နေတဲ့အချိန်မှာသူကရီနီရဲ့အနောက်မှာရက်နေတာရီနီကြပြားဖတ်တာသုံးတော့မဲ့အချိန်မှာသူကရီနီရဲ့ဒီ level အနောက်ကိုရုတ်တရက်ကြီးတနက်ထောက်ပြီးတော့ဒိုင်းတို့တစ်ချက်တည်းပြစ်ထားလိုက်တာနဲ့ရီနီကလည်းတော့စပွဲကြီးပေါ်မှောက်ခုံတန်းလဲကြပြီးတော့တေဆုံးသွားရောတေတဲ့အခါမှာဆိုလို့ရှိရင်လေတဲ့ဒီစာကာဝါကတဲ့စိတ်မကောင်းလည်းမဖြစ်ဘူးဝမ်းနေတာလည်းမဖြစ်ဘူးသူနဲ့ဆိုလို့ရှိရင်တော့3နှစ်ကျော်4နှစ်လောက်ဒီခင်ခဲ့တဲ့တငယ်ချင်းတယောက်ဖြစ်ရတာနဲ့ तू ကဘာမှမဖြစ်ဖ ೇನೆ ရီနီလက်တဲ့ကွာ तू ကဟာနဲ့ तू ကသကုံအော်ရီပြီးတော့ तू ကကွာသူ့ရဲ့စိတ်ဆန္ဒတွေ तू ပြေးွားတော့မယ်ပေါ့तू အသားစားချက်နေတဲ့စိတ်ဆန္ဒတွေပြေးွားတော့မယ်ဆိုပြီး तू ရန်အောင်မှာပျော်ရွှင်နေခဲ့တယ်လို့နောက်ပိုင်းမှာ तू အင်တာဗျူးတွေမှာ तू ဖြေခဲ့အဲ့ဒီမှာပဲ तू ကဓားတွေယူပြီးတော့ရီနီရဲ့ခန္ဓာကို तू ကအပိုင်းပိုင်းခုတ်တယ်ရီနီရဲ့ကိုအပိုင်းပိုင်းခုတ်ပြီးတော့ तू ကရေခဲတစ်တာတွေတဲကိုလည်းထဲတဲ့ဟာကိုထဲတယ်ပြီးလို့ရှိရင်ရီနီရဲ့တချို့အသားတွေကိုတော့ तू ကဒဲဟိုထဲမှာထောပန်းနဲ့အတူတူရောချက်ပြီးတော့ဝိုင်းနဲ့အတူတူသူ့ရဲ့32နှစ်ပြည့်မွေးနေ့ပွဲမှာအောင်မြင်တဲ့အထိမ်းအမှတ်နဲ့ तू ကအောင်ပွဲခံပြီးတော့ရီနီရဲ့အသားတွေကိုစားတောက်ခဲ့ပါတယ်။ तू ကဆိုရင်နောက်ပိုင်းသူ့ရဲ့ဝန်ခံချက်တွေမှာရီနီရဲ့အသားကအရန်အောင်မှစားလို့ကောင်းတယ်။အရန်အောင်မှလက်ဆက်ပြီးတော့ချိုးမြိန်ပြီးတော့နူးညံ့တယ်နွားနိုးနံ့လေးရပြီးတော့တော်တော်လေးကိုမှနူးညံ့တယ်စားလို့အရန်ကောင်းခဲ့ပါတယ်ဆိုပြီးတော့ तू ကနောက်ပိုင်းအင်တာဗျူးတွေမှာကိုချင်းစာစိတ်တစ်စက်မှမရှိပဲလူမဆန်သွားထွက်ဆိုခဲ့တယ်။ဟာဝါဆိုလို့ရှိရင်ရီနီရဲ့အသားတွေကိုစားတယ်ပြီးရင်ရီနီရဲ့ခန္ဓာကိုယ်တချို့အစိတ်ပိုင်းတွေရေခဲတစ်တာထဲမှာတိန်းထားတယ်တချို့အစိတ်ပိုင်းတွေကိုတော့အထုပ်နဲ့ထုတ်ထားတယ်အဲ့လိုမျိုးသူ့ရဲ့အခန်းမှာပဲရီနီရဲ့အလောင်းနဲ့အတူတူ2ရက်တိတိတူတူနေခဲ့တယ်2ရက်နေပြီးတဲ့အခါမှာဆိုလို့ရှိရင်အသားတွေကလည်းတချို့အပြင်မှာထားတဲ့အသားရတိတ်မကောင်းတော့အနံ့နေထွက်နေပြီးလို့ရှိရင် तू ကလည်းသူ2ရက်လောက်စားတော့ပြီးသွားပြီဆိုတော့ तू မစားကြတော့အဲ့ကြံတဲ့အသားတွေနဲ့အကုန်လုံးကို तू ကခကြီးဆောင်အကြီးတဲ့ကို तू ကထဲ့ပြီးတော့မှ तू က
ပဲရဲမျိုးကနာမည်ကြီးဘိုးလိုင်းပန်းချန်စီကိုတက်ကစီစီးပြီးတော့မှသူကဒီကထုတ်ကြီးအထောက်ကြီးတို့သူယူသွားတယ်သူရဲ့ရည်ရွယ်ချက်ဆိုလို့ရှိရင်သူကအဲ့တစ်တာကြီးတို့အဲ့ပန်းချန်ရဲ့အလဲကောင်ကရေကန်ကြီးနဲ့ကိုသူသွားပြီးတော့ပြစ်ချဖို့လောက်တာအဲ့လိုမျိုးသူသွားတက်ကစီနဲ့သွားပြီးတော့ရေကန်ကြီးကိုလည်းရောက်ပြီးသူထုတ်တယ်ပြစ်ချတော့မလို့လုံနေတဲ့အချိန်မှာပဲအနီးနားမှာစုံတွဲရဖြတ်သွားတယ်ဖြတ်သွားသူရေကန်ကြီးနဲ့ကိုဒီကထုတ်ကြီးရဲ့ပြစ်ချဖို့လုံနေတာအဲ့စုံတွဲကမြင်ဝါရောလူတွေမြင်ဝါဆိုတာသိရတယ်စာကာဝါလည်းတော်တော်လေးကိုမှထိတ်လန့်ပြီးတော့သူထွက်ပြေးသွားအဲ့ထုတ်တယ်အတိုင်းထားခဲ့ပြီးထွက်ပြေးသွားမျိုးသူထွက်ပြေးသွားတော့ဒီစုံတွဲကသူ့ကိုတန်နေရတော်တော်မှဖြစ်တယ်ဒီလူကဘာဖြစ်လို့ဒီထုတ်ကြီးနဲ့ဒီရေကန်ကိုရောက်လာခဲ့ရလဲနောက်ပြီးတော့ငါတို့မြင်တာနဲ့ဘာဖြစ်လို့ဒီလူထွက်ပြေးသွားရလဲဆိုတန်နေရဖြစ်တော့ရဲကိုဖုန်းဆက်ပြီးတော့မှတိုင်ကြားခဲ့တယ်တန်လျာပြက်ပွဲလူတယောက်ရေကန်ကိုအထောက်ကြီးစီဆွဲပြီးတော့ရောက်လာတဲ့ငါတို့တွေကိုမြင်တော့ထွက်ပြေးသွားတယ်ဆိုပြီးတော့ရဲကတိုင်ချက်ရရတယ်ချက်ချင်းပဲပြင်သစ်ရဲတွေကလည်းရောက်လာပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်။စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာဆိုရင်စာကာဝါရဲ့တစ်တာကိုတည်ဖို့အတွက်ငါးစီခဲ့တဲ့တက်ကစီဒရိုင်ဘာရဲ့ထွက်ဆိုချက်နဲ့ပန်းချန်တွေကတဲလွန်သားတွေကြောင့်ပဲဟိုသူကျူးလွန်ပြီးတော့2ရက်ကြာမှပဲသူသွားစွန့်ပစ်တဲ့နေ့မှာပဲသူ့ရဲ့အခန်းမှာရဲတွေကသူ့ကိုသွားပြီးတော့မှဖမ်းဆီးနိုင်ခဲ့တယ်။ရဲတွေဝင်စီးတဲ့အချိန်မှာဆိုလို့ရှိရင်လေသူ့ရဲ့အိမ်ရဲ့ရေခဲတစ်တာထဲမှာရီနီရဲ့အသားစားတချို့တောင်ရှိနေသေးရဲ့တချို့အသားတွေဆိုရင်လည်းအိုးထဲမှာပဲမဆေးမကြောရသေးပဲနဲ့ရှိနေသေးရဲ့အဲ့လိုမျိုးသူ့ကိုတက်တဲ့နဲ့တကွာသူ့ကိုဖမ်းဆီးရမိခဲ့တယ်။ဖမ်းဆီးရမိခဲ့ပြီးတော့ကာကာဝါကိုရုံးတင်စစ်ဆေးတဲ့အခါမှာဘယ်သူမှတော့မထင်မှတ်ထားလောက်တဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ပြင်သစ်နိုင်ငံမှာစိတ်ကျန်းမာရေးကျွမ်းကျင်စစ်ဆေးသူတွေကစာကာဝါကဒီပြစ်မှုကိုကျူးလွန်နေတဲ့အချိန်မှာသူ့ရဲ့စိတ်ရောဂါဖောက်နေရသူကဒီအမှုကိုလုပ်နေတဲ့အချိန်မှာသူဘာမှအသိစိတ်မရှိဘူး။ तू ကတကယ်တော့စိတ်တဆဝေဒနာရှင်တယောက်ပါဆိုပြီးတော့တရားရုံးမှာတင်သူပြင်သစ်ဥပဒေအရစိတ်မနှံ့တဲ့သူစိတ်ရောဂါခံစားနေရတဲ့သူကိုဥပဒေအရပြစ်ဒဏ်ချမှတ်လို့မရဘူး။ဒါကြောင့်မို့လို့ပဲစာကာဝါကိုသူတို့ပြင်သစ်နိုင်ငံစိတ်ကျန်းမာရေးဆေးရုံမှာပဲဆေးကုသမှုခံယူဖို့အတွက်တရားရုံးကအမိန့်ချမှတ်ခဲ့တယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်စာကာဝါရဲ့အဖေကသူ့ရဲ့သားကိုဂျပန်နိုင်ငံကိုပြန်ပို့စေခြင်းနဲ့ပြင်သစ်မှာစိတ်ကူးတာမှုမခံယူစေချင်ဘူး။ဒါကြောင့်ပဲသူကငွေကြေးနဲ့အာဏာကိုအသုံးချပြီးတော့ပြင်သစ်အစိုးရကိုဖိအားပေးခဲ့တယ်။နောက်ပိုင်းမှာဆိုလို့ရှိရင်ပြင်သစ်ဘက်ကလည်းသဘောတူညီပြီးတော့စာကာဝါကိုဂျပန်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်။သူကဂျပန်နိုင်ငံကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်ဂျပန်နိုင်ငံစိတ်ကျန်းမာရေးဆရာဝန်တွေကစာကာဝါကတကယ်ပဲစိတ်ဒဇယောဂခံစားနေရလား။သူကတကယ်ပဲယူနေရလို့လား။သူကတကယ်ပဲစိတ်မနှံ့တဲ့သူလားဆိုပြီးတော့မှဆေးကြည့်ရဲ့အခါမှာစာကာဝါကတကယ်တမ်းယူနှမ်းနေရလို့လည်းမဟုတ်ဘူးစိတ်ယောဂခံစားနေရလည်းမဟုတ်ဘူးသူကလုံးဝမှလူကောင်းတစ်ယောက်ဖြစ်တယ်သူရီနီကိုဒီလိုမျိုးတက်ပြီးတော့စားခဲ့တယ်ဆိုတာကလူတစ်ယောက်မှရှိတယ်ပြင်းထန်လာတဲ့စိတ်ဆန္ဒတစ်ခုကြောင့်သာသူကရီနီကိုတက်ပြီးတော့စားခဲ့တာဖြစ်တယ်ဒါပေမဲ့လည်းဂျပန်နိုင်ငံကိုရောက်ခါမှာဂျပန်စိတ်ကျန်းမာရေးဆရာဝန်တွေကဒီအမှန်တရားကိုသိရှိသွားကြတော့လေဘာမှလုပ်လို့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ဂျပန်နိုင်ငံမှာဒီအမှုကဖြစ်ပွားခဲ့တာမဟုတ်ဘူး။သူ့ရဲ့ပြင်သစ်နိုင်ငံမှာဖြစ်ပွားခဲ့တာပြင်သစ်နိုင်ငံရဲရီယာဆိုလို့ရှိရင်လေဒီအမှုကိုတရားဝင်ပိတ်သိမ်းလိုက်ပြီးဖြစ်တယ်။ဒါကြောင့်မလို့ဂျပန်နိုင်ငံရဲ့ဥပဒေအရဒီစာကာဝါကိုဘယ်လိုပြစ်ဒဏ်မျိုးမှသွားပြီးတော့ပေးလို့မရတော့ဘူး။ဒါကြောင့်ပဲစာကာဝါဆိုလို့ရှိရင်ပျော်ပျော်ရွှင်ရွှင်ပဲဂျပန်နိုင်ငံမှာလွတ်လပ်သူဟာဘာမှလုပ်ခဲ့တဲ့လူတယောက်မဟုတ်တယ်လို့ပဲလူအပဝန်းကျင်လူဖွဲ့စည်းလူအတိုင်းဝိုင်းကိုပြန်လည်ရောက်ရှိလာခဲ့တယ်။ဒီလိုမျိုးလူတယောက်ကိုတတ်ပြီးတော့လူတယောက်ရဲ့အသားကိုစားခဲ့တဲ့သူတယောက်ကိုဂျပန်လူဖွဲ့စည်းအတိုင်းဝိုင်းကဝန်းပြီးတော့မှပယ်ကြလိုက်မယ်လို့ထင်ကြရမို့လား။တကယ်တော့ဒါလုံးဝမှစန့်ကျင်ဘက်ပါပဲ။စာကာဝါကဆိုလို့ရှိရင်စိတ်ကျန်းမာရေးဆေးရုံကနေ1986ခုနှစ်ဩဂုတ်လမှာဆင်းခဲ့တာသူကဒီလူအဖွဲ့အစည်းအတိုင်းဝိုင်းကိုရောက်လာပြီဆိုတာနဲ့ဂျပန်မီဒီယာတွေမဂ္ဂဇင်းတိုက်တွေနောက်ပြီးတော့ဒီ TV show တွေသတင်းစာတိုက်တွေမီဒီယာတွေအများစုအောင်ပေါ့နော်သူ့ကိုအင်တာဗျူးလုပ်ဖို့အတွက်အလူရက်တောင်မှဝိုင်းပြီးတော့ခေါ်ခဲ့ကြရတယ်ဒီအင်တာဗျူးတွေအဲ့ဒီ TV show တွေအဲ့ဒီမဂ္ဂဇင်းတွေသူ့ကိုလာပြီးတော့မှ modern ပေါ့နော်အင်တာဗျူးတဲ့ဟာတွေမှန်သမျှမှာသူက
ရီနီကိုဘလို့မျိုးတတ်ခဲ့တယ်သူကရီနီကိုဘလို့စားခဲ့တယ်လူတယောက်ရဲ့အသားကဘလို့အရသာရှိတယ်ရီနီရဲ့အသားကချိုးတယ်ပေါ့နော်ဒါမျိုးတွေအထိသူကတော်တော်လေးကိုမှလိုမဆန်သွားရရဆက်ဆက်သူအာဘာအရင်တန်တန်နဲ့သူဖြေဆိုခဲ့ရပေါ့နော်အဲ့မှာသူရီနီကိုဘလို့မျိုးတတ်ခဲ့တယ်ဘလို့မျိုးစားခဲ့တယ်ဆိုတဲ့အကြောင်းကိုအင်္ဂလိပ်လို interfold မြန်မာလိုဆိုရင်မြူနှင်းများကြားဝယ်ဆိုပြီးတော့မှစာအုပ်တော့ထုတ်ဝေရေးသားခဲ့အဲ့ဒီစာအုပ်ပါဆိုလို့ရှိရင်လည်းဂျပန်နိုင်ငံမှာအဆောင်ရေးတိမ့်ချီပြီးတော့မှရောင်းခဲ့ရတယ်နောက်ပိုင်းမှာဆိုရင်သူကမှုခင်းဝေဖန်ရေးသမားတစ်ယောက်ဖြစ်လာတယ်။သတင်းစာတိုက်တွေမှာဆိုရင်သူကပင်နိုင်ဆောင်းပါရှင်တစ်ယောက်ဖြစ်လာတယ်။ပြီးတော့ TV ကြော်ညာတချို့မှာတော့မှပဲသူကပါဝင်သရုပ်ဆောင်ဝင်ရခဲ့ပါသေးတယ်။သူဟာဆိုလို့ရှိရင်လူသက်သမားတစ်ယောက်ဖြစ်ပါလျက်နဲ့ဒီလိုမျိုးနာမည်ကျော်ကြားပြီးတော့မှဝင်ငွေအများအများရှာဖွေနိုင်တဲ့လူတစ်ယောက်နေချင်းညချင်းဖြစ်လာခဲ့တာတော်တော်လေးကိုမှအံ့ဩစရာကောင်းပါတယ်။အဲ့ဒီအမှုဖြစ်တော့ဆိုလို့ရှိရင်တဲ့သူ့ရဲ့အဖေတထေးရရီနီရဲ့မိဘရှိရဲ့နယ်သာလန်နိုင်ငံထိကိုလိုက်ပြီးတော့မှတောင်းပန်ခဲ့တယ်ပြီးတော့ရီနီရဲ့မိဘတွေကိုရော်ချင်းငွေအများအများလဲပေးခဲ့တယ်ပေးအပ်ခဲ့တယ်ပေါ့နော်ဘလောက်လဲဆိုတော့တိတိကျကျမဖော်ပြထားသလိုမတိလဲမတိရှိရအောင်ပေါ့နော်ဒါပေမဲ့အဲ့ဒီခေတ်ကငွေကြေးအရာဆိုလို့ရှိရင်တော့ဒေါ်လာသိန်းနဲ့ချီတန်းနဲ့ချီတဲ့တန်မိုးလောက်တော့ရှိလောက်တယ်ဆိုပြီးတော့မှုခင်းရေးသားရေးသမားတွေရဲ့မှတ်တမ်းမှာရေးသားထားတာကိုတွေ့ရပါတယ်။နောက်ပြီးတော့သူ့ရဲ့သားဒီရမှုမှာထောင်မကျအောင်ဆိုပြီးတော့သူ့ရဲ့ဖေကပြင်သစ်နိုင်ငံစိတ်ကျမ်းမာရေးဆေးရုံကဆရာဝန်တွေကိုလည်းငွေအမြောက်များနဲ့လက်ထိုးခဲ့တယ်လို့ပြင်သစ်ကသူ့ကိုလိုက်ပါကူညီပေးခဲ့တဲ့ဒီရှေ့နေတွေကိုလည်းငွေအမြောက်များသုံးပြီးတော့မှလက်ထိုးခဲ့တယ်။ဒီလိုမျိုးအကြောင်းအရာတွေဖြစ်ပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဂျပန်လူ့အဖွဲ့အစည်းအတိုင်းဝိုင်းမှာတချို့ကလည်းဒီဖြစ်ရပ်ကိုလက်ခံတယ်လို့တချို့ကလည်းဒီဖြစ်ရပ်ကိုတော်တော်လေးကိုမှပြင်းပြင်းထန်ထန်ဝေဖန်ရှုံချကြတယ်ဒီလိုမျိုးလူတွေရဲ့ကန့်ကွက်မှုတွေကြောင့်ပဲသူ့ရဲ့အဖေဖြစ်သူဟာဆိုလို့ရှိရင်ကုမ္ပဏီကနေပြီးတော့မှနှုတ်ထွက်ခဲ့တဲ့အထိဖြစ်ခဲ့ရတယ်ကုမ္ပဏီကနှုတ်ထွက်ပြီးတော့မှသူတို့မိသားစုစီးပွားရေးကလည်းတဖြည်းဖြည်းနဲ့အကြဘက်ကိုရောက်သွားခဲ့တယ်။သူ့ရဲ့အမေကဆိုလို့ရှိရင်လည်းသူ့ရဲ့သားဒီဆာကာဝါရဲ့လုပ်ရကြောင်းတော်တော်လေးကိုမှစိတ်ထိခိုက်ပြီးတော့နောက်ပိုင်းမှာလေဖြတ်ပြီးတော့မှသေဆုံးသွားခဲ့တယ်။သူ့ရဲ့ဖေကဆိုလို့ရှိရင်လည်းစီးပွားရေးတွေပြက်စီးပြီးတော့မှစိတ်တက်တွေကြပြီးအရက်တွေတောက်ပြီးတော့မှအရက်သမားကြီးဖြစ်ပြီးတော့နောက်ဆုံး2005ခုနှစ်မှာသူ့ရဲ့ဖေကလည်းကွယ်လွန်ခဲ့တယ်။သူ့ရဲ့မိဘနှစ်ပါးကိုသူကဆုံးရှုံးပြီးရဲ့နောက်မှာဆိုရင်သူတို့မိသားရေးစီးပွားရေးကလည်းအကုန်လုံးကုန်သွားပြီးဘာမှမရှိတော့ဘူး။သူတယောက်ပဲကြံခဲ့တယ်။အဲဒီအချိန်မှာသူတို့မှဘာမှမရှိတော့သူတို့ဒီဂျပန်အစိုးရရဲ့လူမှုအဖွဲ့အစည်းထောက်ပံ့ခြင်းငွေနဲ့ပဲသူ့ဘဝကိုရှေ့ဆက်ခဲ့ရတယ်။ဒါပေမဲ့လည်းဝက်ဆိုတာဘလို့မှကြီးမားလောက်ထားရင်ပြေးလို့မလို့ဘူးဆိုတဲ့စကားအတိုင်းပဲပေါ့နော်။သူဟာဆိုလို့ရှိရင်သူ့ရဲ့မိသားစုသူ့ရဲ့မိဘတွေအားလုံးဆုံးရှုံးခဲ့ရတယ်သူတို့ရဲ့အောင်မြင်ကြော်ကြားနေတဲ့စီးပွားရေးလည်းဆုံးရှုံးပျက်စီးခဲ့ရတယ်သူတို့မှာအောင်မြင်ကြော်ကြားမှုဘာမှမရှိတော့အောက်ခြေလူဒန်းသားဘဝမှာပဲသူ့ရဲ့ဘဝကလည်းအဆုံးသတ်သွားတယ်သူဟာဆိုလို့ရှိရင်2022ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာအဆုတ်ရောင်ယောဂနဲ့တိုကျိုမြို့ကဆေးရုံတစ်ခုမှာပဲသူဟာကွယ်လွန်သေဆုံးခဲ့ပါတယ်သူသေဆုံးချိန်မှာဆိုလို့ရှိရင်လည်းသူတယောက်တည်းပဲဆေးရုံမှာသေဆုံးခဲ့ရပါတော့သူ့နာမှာဘယ်သူမှမရှိခဲ့ပါဘူးဒီအမှုကဆိုလို့ရှိရင်ကမ္ဘာသမိုင်းမှာတော်တော်လေးကိုမှတရားမျှတမှုမရှိတဲ့အမှုတစ်ခုလို့ပြောရမယ်ပေါ့နော်သေဆုံးခဲ့တဲ့မိန်းကလေးရီနီအတွက်လည်းဘာမှတရားမျှတမှုမရရှိခဲ့ဘူးဥပဒေရဲ့ပျော့ကွက်တွေကိုတုံးချပြီးတော့မှတရားခံလဲလုံးဝမှလွတ်မြောက်ပြီးတော့ဘလိုမျိုးဥပဒေရဲ့ပြစ်ဒဏ်ချမှတ်မှုမျိုးမှမခံခဲ့ရဘူးပေါ့နော်ဒီအမှုကပဲဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်နားထောင်နေကြတဲ့သူတွေရောဘယ်လိုမျိုးထင်ကြလဲဒီအမှုလေးနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့အမြင်သဘောထားလေးတွေကို comment လေးမှာဆွေးနွေးရေးသားပေးခဲ့ကြဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကိုနောက်နေ့ဒီမှာထပ်မံပြီးတော့တင်ဆက်ပေးသွားအောင်မလို့ channel လေးကို like and subscribe လုပ်ရတဲ့ like and subscribe လေးလုပ်သွားပေးခဲ့ကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်အမှုတစ်ခုမှာထပ်မံပြီးတော့ဆုံတွေ့ချင်ပါတယ်ရှင်တဒါ